Hey Lennis Hobby ဝါသနာလူတိုင်းမှာဝါသနာလေးတွေရှိကြတယ်။တချင်းနားထောင်တာခရီးသွားတာစာအုပ်ဖတ်တာအားစားလုပ်တာဝါသနာကောင်းတွေရှိတာကကျွန်တော်တို့ရဲ့ဘဝကိုအဓိပ္ပာယ်ရှိစေတယ်။ပျော်အောင်လုပ်ပေးနိုင်တယ်။ဖန်တီးနိုင်စွမ်းကောင်းစေတယ်။ကိုဝါသနာပါပြီးလုပ်ရတဲ့အလုပ်ဆိုရင်တော့ပို့ပြီးတော့ပျော်တတ်ကြပါတယ် ဒါပေမဲ့ကိုကဘာကိုဝါသနာပါလဲဆိုတာမသိရင်ရော ။ Okay အဲ့လိုကိုကဘာကိုဝါသနာပါလဲမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်။ So this is Zero Limit. Welcome to the topic how to find your hobby. Number 1 reflect on what you enjoy. ကျွန်တော်တို့ဘာတွေလုပ်ရင်စိတ်ဝင်စားသလဲပျော်သလဲဆိုတာကိုကြည့်ရမယ်။အများနဲ့လုပ်နေကြအလုပ်တွေထဲမှာဘယ်အလုပ်ကကိုယ့်အတွက်ပျော်ရွှင်မှုပေးလဲစဉ်းစားရမယ်။ငယ်တုန်းကကိုယ်စိတ်ဝင်စားတဲ့အရာတွေရှိခဲ့လား။အဲ့လိုစိတ်ဝင်စားတဲ့အရာတွေကရောကိုယ့်အတွက်စိတ်ကြည်နက်မှုဖြစ်စေခဲ့သလား။စိတ်ကြည်နက်မှုရခဲ့တဲ့ဆိုရင်တော့အဲ့ဒါကဝါသနာလို့ပြောလို့ရပါတယ်။ Number 2 explore different activities. ကျွန်တော်တို့ဘာကိုစိတ်ဝင်စားခဲ့တယ်လဲမသိခဲ့ဘူးဆိုရင်တော့တချို့အလုပ်တွေလုပ်ပြီးစမ်းသပ်ကြည့်လို့ရတယ်။ဘယ်လိုအလုပ်မျိုးလဲဆိုတော့တီထွင်ဖန်တီးမှုနိုင်စွမ်း creativity ကိုကောင်းစေတဲ့ပကြီးဆွဲတာစာရေးတာဓာတ်ပုံရိုက်တာ physical activities ဖြစ်တဲ့ယောဂကျင့်တာ dancing လုပ်တာအားကစားလုပ်တာ social hobbies ဖြစ်တဲ့ volunteering လုပ်တာ club တစ်ခုခုကို join တာဘာသာတစ်ခုခုကိုလေ့လာတာ intellectual hobby ဖြစ်တဲ့စာအုပ်ဖတ်တာကုတ်တင်လုပ်တာချက်ဆော့တာစတဲ့အလုပ်လေးတွေကိုစမ်းသပ်လုပ်ဆောင်ကြည့်ရမယ်ဒီလိုအလုပ်သစ်လေးတွေလုပ်ခြင်းအပြင်ကိုယ့်ရဲ့ဝါသနာကိုရှာတွေ့နိုင်ပါတယ် Number 3 observe what you are naturally drawn to အားရတဲ့အချိန်မှာဘာတွေလုပ်သလဲဆိုတာကိုစဉ်းစားကြည့်ပါအချက်ပြုတ်ဗီဒီယိုတွေကြည့်လားဒါဆိုရင်အချက်ပြုတ်ဝါသနာတစ်ခုအဖြစ်လုပ်ကြည့်လို့ရတယ်ကိုအားတဲ့အချိန်မှာပုံတွေပကြီးတွေဆွဲဖြစ်လားဒါဆိုပုံဆွဲခြင်းကိုဝါသနာတစ်ခုအဖြစ်လုပ်ကြည့်ပါ Number 4 learn from others ကိုယ့်ရဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဘာတွေလုပ်သလဲဆိုတာကိုလေ့လာကြည့်ရမယ်ဘယ်လိုဝါသနာတွေရှိလဲဆိုတာကိုလည်းကြည့်ရမယ်အဲ့ဒီကနေလည်းကိုကဘာကိုဝါသနာပါလဲဆိုတာကိုသိရပါလိမ့်မယ် Number 5 consider your lifestyle and resources တချို့ဝါသနာတွေအတွက်ကိုယ့်ရဲ့အချိန်နဲ့ငွေကြေးကိုရင်းနှီးရပါလိမ့်မယ်ကျွန်တော်တို့ရဲ့ lifestyle နဲ့တင့်တော်တဲ့ဝါသနာကိုရွေးချယ်ရပါလိမ့်မယ်ငွေကြေးအကုန်ကျနေတဲ့ဝါသနာကိုရွေးချယ်ရမယ်ဆိုရင်စာအုပ်ဖတ်တာစာရေးတာစတဲ့အလုပ်တွေကိုရွေးချယ်နိုင်ပါတယ်ငွေကြေးအကုန်ကျရှိတဲ့ဝါသနာကိုရွေးချယ်မယ်ဆိုရင်တော့ travel ခရီးသွားတာတို့ hiking တောင်တက်တာတို့ကိုရွေးချယ်နိုင်ပါတယ် Number 6 give yourself time ကိုကဘာကိုဝါသနာပါလဲဆိုတာကိုသိရဖို့အချိန်အနည်းငယ်တော့စောင့်ပေးဖို့လိုပါတယ်နေ့စဉ်ကိုလုပ်နေကြအလုပ်လေးတွေလုပ်ရင်းနဲ့ဘာကိုဝါသနာပါတယ်လဲဆိုတာကိုသိလာပါလိမ့်မယ် Okay နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဝါသနာဟာကျွန်တော်တို့အတွက်စိတ်ကျဉ်တဲ့မှုကိုပေးစေပြီးတော့ဘဝကိုရှေ့ဆက်တိုးစေမဲ့ခွန်အားတစ်ခုဖြစ်ဖို့ဆိုတာအရေးကြီးပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like အသုံးဝင်တဲ့ထင်ရင်ကိုယ်တငယ်ချင်းတွေစီကို share အကြံပေးချင်တာမေးချင်တာရှိရင် comment မှန်းခဲ့နောက်ဆုံးအနေနဲ့ channel ကို subscribe လုပ်ခဲ့ပါ And the last one word this is Zero Limit no limit to learn ထပ်ပါbye